ကံကြမ္မာဆိုတာအလွန်ကြောက်စရာကောင်းတယ်နော်လူတိုင်းမှာကောင်းတာလုပ်တဲ့လူပဲဖြစ်ဖြစ်မကောင်းတာလုပ်တဲ့လူပဲဖြစ်ဖြစ်တေကံဤမှာအာယုန်နမိတ်၃မျိုးဟာပေါ်တတ်တယ်အာယုန်နမိတ်၃မျိုးဆိုတာကိုလုပ်တဲ့ကံတွေကပြန်ပေါ်ခြင်းပေါ်မယ်ကံဆိုဒီမှာစိတ်แท้ဖြစ်တဲ့စေတနာစွမ်းအားကိုပြောတာဆိုပါစို့ခဏဒေါသထွက်တတ်တဲ့ပုဂ္ဂိုလ်ဟာတေကံဤမှာလူကတော့အဲ့ရတဲ့မှာမိန်မောပြီးတော့နေတယ်ဒါပေမဲ့သူ့ထဲမှာတယောက်နဲ့တယောက်ရံဖြစ်ပြီးတော့တတ်မဲ့ဖြတ်မဲ့လုံးနေတာမျိုးသွားပြီးတော့စိတ်ထဲမှာအဲ့လိုဖြစ်နေအဲ့ဒါကိုကံအာယုံလို့ခေါ်တယ်ကံလှုပ်တဲ့အချိန်တုန်းကဒေါသနဲ့လှုပ်ရင်အဲ့ဒီဒေါသစိတ်တွေပြန်ပေါ်တယ်လောဘနဲ့လှုပ်ရင်လောဘစိတ်တွေပြန်ပေါ်တယ်မောဟနဲ့ဆိုရင်မောဟတွေပြန်ပေါ်နေတယ်အဲ့ဒါတွေကလွှမ်းခြုံထားလို့ရှိရင်ဒါကံအာယုံလို့ပြောတာကာမနမိတ်ဆိုတာအဲ့ဒီကံလှုပ်တဲ့အချိန်မှာဖြစ်ပေါ်လာတဲ့အချမ်းရအကြောင်းတရားတွေဆိုပါစို့မိုးဆိုးတငါလှုပ်တယ်လို့ဆိုလို့ရှိရင်ခွေးတွေနဲ့လှန်တွေနဲ့မြားတွေနဲ့တနတ်တွေနဲ့တောထဲမှာလိုက်သားကောင်မြင်လို့လိုက်ပြီးတော့နော်လှန်နဲ့ထိုးတယ်တနတ်နဲ့ပြစ်တယ်ခွေးတွေနဲ့ဝိုင်းအောင်တယ်ဒါမျိုးတွေပြန်ပြီးတော့မြင်တာကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကြတော့တရားထိုင်တယ်ဘုရားရှိခိုးတယ်နော်ဒါတွေသွားပြီးတော့တေကံนี้မှမြင်နေတယ်တကယ်ခံစားရတယ်လို့ရှင်းပြောရရင်အိမ်မက်မဲ့တယ်လို့မဲ့တာတေကံนี้မှအိမ်မက်မဲ့တယ်လို့အာယုတစ်ခုကလာတာပဲအဲ့ဒီကံလုပ်တဲ့အချိန်မှာဖြစ်ပေါ်နေတဲ့ပတ်ဝန်းကျင်အခြေအနေတွေကိုကမ္မနမိတ်လို့ခေါ်တယ်ကမ္မနမိတ်လို့တခုခုတော့လာတာပဲမလာပဲမနေဘူးတေကံนี้ကြကံအာယုရင်လည်းထင်မယ်ကမ္မနမိတ်အာယုရင်လည်းထင်မယ်နောက်တစ်ခုထင်တာကတော့ဂတိနမိတ်လို့ခေါ်တယ်ဂတိနမိတ်ဆိုတာကိုသွားရမဲ့ဘဝတစ်ခုရဲ့အနေထားတစ်ခုသွားမြင်တာအဲ့တော့လည်းအမျိုးစုံပဲရှိတယ်အဲ့တော့ဆိုလိုတာကဘယ်သူပဲဖြစ်ဖြစ်တေကံဤအချိန်လေးမှာကံတော်၎င်းကမ္မနမိတ်တော်၎င်းဂတိနမိတ်တော်၎င်းတစ်ခုထင်တယ်အဲ့ဒါလို့ထင်ပြီးတဲ့အချိန်မှာတေးတာတေလို့ရှိရင်အဲ့ဒီနေရာတေချာပေါက်ရောက်တယ်ဒီလိုပြောတာနော်အာယုံကနေပြီးတော့တတ်မှတ်လိုက်တာတတ်မှတ်တဲ့နေရာမှာသူကသတိစိတ်ဖြစ်တော့တာကံအာယုံထင်တယ်ကမ္မနမိတ်အာယုံထင်တယ်ဂတိနမိတ်အာယုံထင်တယ်ကျမ်းဂန်ထဲမှာပြောထားတာမိဘုံကြီးတွေကိုယ်မိတွေဝိုင်းနေတယ်လို့ထင်လို့ရှိရင်တော့အဲ့ဒါအဝိဇ္ဇငရဲပဲဟာရှင်းတော့ကပုံနာကြီးတယောက်ကတော့အဲ့ဒါလိုပဲမီးတွေမြင်တယ်ဆိုတော့သူ့ဆရာပုံနာတွေကလာပြီးတော့အေးမီးမြင်လို့ရှိရင်အဲ့ဒါမင်းဗြဟ္မဘုံပဲကွာဗြဟ္မဘုံသာသွားလို့ဆိုသေတော့အဝိဇ္ဇကြွားတယ်မီးကဗြဟ္မဘုံကမီးမဟုတ်ပဲနဲ့ငရဲမီးဖြစ်ဒီလိုလဲရှိသေးတယ်တဲ့ကဲအဲ့ဒါလိုပဲတောကြီးတောင်ကြီးထဲမှာသွားပြီးတော့ဖြစ်တယ်ဆိုရင်အဲ့ဒီလူကပြိတ္တာဖြစ်တတ်တယ်သို့မဟုတ်နွားတွေကြားတယ်ကိုယ်ရောက်သွားတယ်နွားအုပ်ကြီးကြားတယ်ရောက်သွားတယ်ဆိုရင်အဲ့ဒါနွားဖြစ်ဖို့သိကြတယ်ခွေးအုပ်ကြားတယ်ရောက်သွားတယ်ဆိုရင်ခွေးဖြစ်ဖို့သိကြတယ်ဒီလိုတခုခုတေကံนี้မှာအိမ်မက်မဲ့တယ်လို့စိတ်ကဆွဲပြီးတော့သွားတာမျိုးဆိုလို့ရှိရင်ဒါဂတိနမိတ်လို့ခေါ်တာပဲအဲ့ဒါလို့သွားဖြစ်လေရှိကြတယ်အဗ္ဗဓမ္မတရဝရီဆိုတာဒီအာယုနမိတ်တွေနဲ့ခင်းပြီးတော့မဖြစ်နိုင်ဒါကြောင့်မို့ကောင်းတဲ့အာယုကောင်းတဲ့နမိတ်ကောင်းတဲ့ဂတိနမိတ်တွေရဖို့ရအတွက်ကိုယ့်ကိုခုချိန်ကလေးကပြုပြင်ထားကြရမပြုပြင်လို့ရှိရင်တော့တခုခုတော့လာမှသိချတယ်ပေါ့နော်ဒီကနေ့မှာတချို့ကပြောကြသေးတယ်ကဲလူတယောက်ရှိကသွားနေတယ်နောက်ကနေတိတ်လိပ်ပြီးတော့ဇက်ကိုဓာတ်နဲ့ဖြတ်လိုက်လို့ဘဲငနဲ့လဲသေးသွားရင်ရောအဲ့ဒီလူကနမိတ်ထင်သေးလားလို့ဆိုထင်တာပေါ့လူစိတ်ဆိုအလွန်မြန်တာလေဘလောက်ပဲမြန်ကြီးသေးရင်တော့ထင်မှာပဲတေကံนี้မှာသုတိစိတ်မကြရင်ကတော့အာယုနမိတ်ဟာထင်တာကြည့်တယ်အကုန်လုံးထင်ပြီးတော့မှပဲဘဝတစ်ခုရောက်သွားတာ